င်္ဂလာပါအခုဆိုရင်တော့ကျွန်တော်တို့ဒီဗီဒီယိုအသေးလေးရတော့ကျွန်တော်တို့ရေကောက်ပါတော့ဗျာပတ်ဝန်းတင်တဲ့ဒီခရုပုံနေနဲ့အိတ်ဆောက်တာဟိုပဲချမ်းလေးမှာအခုတော့ဗျာကျွန်တော်တို့ကအိတ်ကောက်ပြန်သွားတော့ဗျာစပတ်တူးပြင်နေခုတော့မတင်ပြတော့အဲကြောင့်မို့ကျွန်တော်တို့ကအခုဆိုရင်တော့ပတ်တူးလေးကိုတော့ဒီကောက်တစ်လေးမှာပြန်ပြီးတော့စတင်ပြီးတော့တင်တော့အောင်အခုကျွန်တော်တို့လုံးမဲ့ဆောက်မယ့်နေရာကတော့ဒီနေရာလေးမှာပါဒီနေရာလေးမှာတော့ကျွန်တော်တို့ကဒီဥစ္စာလေးတွေနဲ့အရင်လုံးကလိုပဲထပ်ပြီးတော့စောက်မယ်စောက်လို့ပဲဒီလိုကျွန်တော်တို့ကော်ရီပါလေးလိုကော်ရီပါလေးတို့ကော်ရီပါလေးကိုအခုတောင်းဝယ်မယ်ကိုကြိုင်နေတူအောက်မှာတော့ကျွန်တော်ဒီကောင်လေးပြီးသေးတာအရင်ကပုံပြီးတော့ချီးပြီးတော့ခိုင်မဲ့အိမ်လေးစောက်မယ်ပို့ပြီးတော့ကောင်းပြီးတော့ပို့ပြီးတော့လမ်းတဲ့ဥစ္စာကိုကျွန်တော်ထပ်ပြီးစောက်မယ်အားလုံးပဲကြည့်ချင်နေကြပါအားလုံးပဲ let's go ကိုတောင်းဝယ်လာမယ်ဟုတ်ကဲ့ကောင်းတယ်အဲ့မြဲအခုတော့ကျွန်တော်ပုံကန်းဝယ်ဖို့အတွက်နေတယ်ကျွန်တော်တို့ဗျာအဲ့ကြမှာရင်ဆုံးမေးဦးဘာချက်ကပလာလဲဆိုကျွန်တော်အမြဲတမ်းဗီဒီယိုတော့1000ပဲသုံးတာဆိုတယ်ခိုင်တဲ့ဗီဒီယိုတော့1000အဲ့ဒါကိုကျွန်တော်1000လောက်ဆိုရင်တော့ဝယ်လိုက်မယ်1000ဝယ်လောက်ဆိုတော့ဝယ်တော့ချောင်းစာပဲတောက်ဝယ်ကြည့်လာမယ်ရက်ဆိုင်ဒီမှာမေးပြီဒါတော့ကျွန်တော်ဝယ်ပြီးကုန်ကန်းနေပါဒါတော့အသေးရော1200ပဲရှိတယ်ဘတ်ဂျက်ကစီတယ်ကုန်ကန်းနေဝယ်လိုက်ခုတော့ကျွန်တော်တို့ကုန်ကန်းအောင်ပေါ်ကြောင်းအောင်ဝယ်လာဝယ်ကျွန်တော်တို့စပြီးတော့ဘယ်လိုဝင်စဆောက်လို့အားလုံးပဲ let's go အဲ့တော့ငါတော့မရှိဘူးဒါတော့ကျွန်တော်တို့မညာပူလေးပါလေးပေါ့ကိုရောအရင်တော့ဈေးမကြည့်ဘူးရန်တော့ဈေးမကြည့်ဘူးမိုက်လဲမိုက်တယ်ငါမှလည်းမသုံးဘူးဆိုတော့ဒီဗီဒီယိုကကျတော့ကျွန်တော်ကိုဒီစက်ပစ္စည်းလိုနဲ့ကိုကြီးရသုံးတာသူကျတော့ကျွန်တော်မှဝင်နေတယ်ဗျာဝင်လိုက်တယ်ဗျာအဲ့ဒါကိုကိုရောင်ကောင်းရအောင်ကူးစီနဲ့ကိုဆိုတော့လေကိုယ်ကသူရှိရသူလည်းမရှိဘူးငါတော့ဆင်ပြေဘူးအဲ့ဒါကိုကျွန်တော်ကိုမိုင်ပဲတိတ်ဆောက်တော့သူတို့ကျွန်တော်ကမူးရလေးဆိုတာ၄ရက်တော်တိုက်နေဆိုတော့ညဆန်လေးပဲတက်လာပြီးတော့ညဆန်လေးပဲအော်လေးလုပ်တော့မယ်ပြီးကြရင်တော့ကျွန်တော်တို့မိုးလေးရတော့တောင်းဝယ်ရမယ်အဲ့ရတော့ကိုချင်းရတော့မှာကောင်းတဲ့ထောင်နဲ့တော့တက်နေမိသားကလည်းမိုက်တယ်ပြီးကစားစရာလေးတနက်ပြည့်တဲ့ဆိုတော့ကြည့်ကြည့်ဒါကတော့ဘလို့ထည့်ရမယ်ဆိုတော့ဒီလိုလေးကဆိုရင်တော့ကျွန်တော်တို့ကဆန်းဆန်းအဲ့ဘက်ကဆောက်လို့နော်ညာအဲ့ဘက်ကဆောက်ရင်ညာနည်းနည်းပပနောက်တွေပါရဟိုးတွေနင်းနင်းတော့လေဘာမှဖြစ်မှာကြောက်ရတယ်ထိကိုက်မှုတွေပါပြည့်အောင်ကြောက်အဲ့ဒါကိုကျွန်တော်တို့ကအဲ့နောက်တော့ဆောက်တော့လေကျွန်တော်တို့ရေဆောက်တဲ့နေရာဒီနေရာလေးမှာပဲဆောက်တော့ပါအခုတော့ကျွန်တော်တို့ကဒီနေရာလေးကဥပမာလေးမှာနည်းနည်းရှုပ်နေလေတို့တာလည်းကြာပြီဆိုတော့နည်းနည်းလေးရှုပ်နေတော့ဒီနေရာလေးတွေကိုနည်းနည်းပါးလေးရွှေ့တဲ့နောက်စာလေးကိုရွှေ့မယ်နေရာချတဲ့နောက်စာလေးနေရာချပြီးတော့ဟိုဘက်ကတူပြားဥစ္စာလေးကိုဒီဘက်ကလည်းဆောက်လို့ပြပါတယ်။ပြီးတော့ကျွန်တော်တို့ရဲ့ result ကိုတော့ဟိုဘက်ကိုပြန်ပို့ပါပါ။အဲ့ဒီညမှာကျွန်တော်တို့ရဲ့အိမ်ကြီးကတော့ရမ်းလာပါမယ်လူကြီးကကိုသိသွားပြီးတော့ကိုကြိုက်ပါမယ်။အားလုံးပဲကျွန်တော်တို့ရဲ့ result ကိုကြည့်ကြည့်နေရမှာလား။ Let's go ပဲလိုက်ခဲ့ကြ။ဟုတ်ကဲ့ရှင်း။ဟာမယ်လေ။ခုတော့ကျွန်တော်တို့ဒီလိုဝင်လာလေးတွေဒီလိုဝင်လာလေးပြီးတော့အလေးတွေကိုအရင်ဆုံးခေါ်ပါမယ်။ဒီဘယ်လိုခေါ်ကြောက်ဆရာမပြတယ်လည်းမကြောက်ဟုတ်လားနည်းပြတယ်လည်းဘယ်လိုခေါ်အောင်လဲမသိတောက်တင်ခဲ့မှာဆရာမသိဘူးဆိုတပည့်ကဘယ်လိုလုပ်အောင်မလဲလို့လဲလားအောင်းဒီစိတ်ကြလို့ပါကွာမွေးရအများကြီးပဲဖြစ်နေတောင်းလုံးပုံနေဘူးရကကျွန်တော်ကအင်းလေးကိုတေးချိုင်းစားတော့ဘူးရရိုင်းလို့ရတယ်ဘူးလေးခေါ်လာတယ်တော်လေးတော့အိုင်လေးပိုင်အားလုံးတွေသိတယ်ကွယ်ကောင်းငါပါကေးချင်းကအများကောင်းပြီးတော့အဲ့တော့ကျွန်တော်ကော်ရီပါကတ်ပြီးတော့အိမ်ဒီပါဆောက်ဖို့ပဲကျွန်တော်အိမ်ဆောက်သွားရင်တော့ကျွန်တော်ရဲ့အိမ်ကြီးကတော့တော်လေးတော့မိုင်းတယ်ကျွန်တော်တို့အိမ်ကိုဆောက်သွားကြတော့ပြောချင်တော့ရေပောက်သွားတော့ဆိုတော့ကျွန်တော်တို့ရဲ့ဒါလေးကတော့တော့ဒီကြားလေးမှာတော့ပြီးစီးသွားပြီအများကြီးပဲဒီမှာတော့ဒါတွေကတော့နိုင်ပဲပြရတော့စနောက်ကော်လေးနဲ့ကတ်မယ်ကတ်သွားရင်တော့အိမ်ကိုဆက်ဆောက်တော့ဟုတ်ဘောလာတော့ကျွန်တော်တို့ရဲ့ foundation ခိုင်ပါဘူးလားဒီဆိုင်ရကျွန်တော်တို့ရဲ့အဓိကအတက်ပါအဲ့တော့ကျွန်တော်တို့ရေဦးရဆောက်ပြတဲ့ဗီဒီယိုကတော့3လကတ်လို့လုံးနေပါပြီးစားပြီးစားWe're happy goအဲ့ဒီကိုတော့တက်စီဗီဒီယိုနဲ့လုပ်ကြပါမယ်ဗီဒီယိုတက်စီပါဒီလိုလေးလား Okay လား
ဟာရတော့နောက်ခုစီဆက်မှာရဒီလိုလေးဒီလိုဆက်မယ်တော့ကောရောတော့ဒီမှာစနာဆက်တာမရလို့အောက်ကိုဆင်းပြီးတော့အဲ့ကလေးယူပြန်သွားမိရဲ့ဝယ်မသိလို့အဲ့ဒီပေါက်ထဲကိုဒီလိုထိုးထည့်ရတာတဲ့အားလေးနဲ့ဆက်ရတယ်အခုစိုက်ကြည့်မယ်ဟိုကျွန်တော်စမ်းတက်ပြီးတော့ဆင်းတော့ပြည်တယ်ဆင်းတက်ပြည်တယ်ဆိုတော့လေးစားလေးကိုဒီပေါ်မှာတင်တော်တော်လေးတော့ပူလာတယ်ဇက်ကိုဒီပေါ်ကပူရတယ်300တော့ကိုတနေရကက်ကဒီချက်ကနော်တော့ဘာလေးပုံလုံးညာဘာလေးကုန်လုံးညာကျွန်တော်ဒီပုံစံနဲ့ကပ်လို့ဆိုတော့မလဲဘူးတော်ကြီးတော့အခဲတယ်မယ်လေပိုရစီလည်းပန်းတာတော့ကြောက်အောင်လုပ်အောင်ဟဲ့လို့လားမနေပါဘူးကျွန်တော်ဒီလိုပုံစံလေးတော့ကပ်ပူလိုက်ဒီလိုပုံစံလေးကပ်ပူလိုက်ဆိုတော့ဒီလိုဘေးလိုက်လေးဆက်ပြီးကပ်ပါမှာရောက်တာတော့လောက်နေတော့ထင်ထားကြကောကြောင်းမလောက်ရင်တော့ကျွန်တော်ထပ်သွားဝယ်ရတယ်ပတ်စံနဲ့ငါတော့မသိဘူးဒါလေးကလည်းမုံစားဖို့ဆိုတော့ဖြည်းဖြည်းအောင်လုပ်ဝယ်ပြအောင်လုပ်မယ်လေးကြည့်ပေးကြအောင်ကပ်အကြီးရတယ်ကိုရင်းနဲ့ရှော့လို့ကိုရီးယားတစ်ချောင်းဝင်ကြအခုတော့ကျွန်တော်ရဲ့ဥစ္စာတော့ဗျာဒီပေါ်ကြောင့်မလောက်ဘူးပုံမှန်ထက်ကအောင်မလောက်ဆိုတော့ကျွန်တော်ဒီဥစ္စာတွေဆိုပေါ်ကြောင့်2000ထပ်သွားဝယ်လာမယ်အခုတော့ဒါလေးတွေရွှေ့လာမယ်ဖြည်းဖြည်းလို့တက်ကျွတ်သွားတယ်မွေးလာရှိတာ9000ကျွတ်သွားပါလို့ချောချီလည်းကြောက်ကြည့်တော့အဲ့ဒီတော့မြန်လေးဗီဒီယိုလေးကိုတောက်မယ်ဟုတ်လားတော့ဒီရရှိသေးရမယ်နည်းနည်းရှိတော့လေကိုကြီးလုံးဝမရဘူးဟုတ်ဗျာကျွန်တော်ကောက်ပုံမှာဆိုလို့ဗျာဥစားလည်း9000နဲ့ဆိုတော့မူစားဖို့ကလည်းလူသေးတယ်အဲ့တော့ကျွန်တော်ဘလောက်မှဆိုလို့ဟိုဖန်ဆိုတဲ့ကိုကြီး9.0ဖန်အဲ့ကောက်အောင်ကိုကြီးချန်နေပဲယူပြီးသုံးလိုက်တယ်ဟာကြီးတော့တော်လေးတော့အားဆိုင်ရတယ်တော်လေးအားဆိုင်ရင်တော်လေးလည်းကြီးရလေးလေးလေးတော့အခုပုံစံကတော့ဒီမှာဒီလိုကတ်တူပြားကိုဒီလိုအထက်တွေကို3တက်စီလုပ်မယ်အဲ့ဒါဆိုတော့ကျွန်တော်တွေကတော့တော့ပြားတော့ပြီးစားပြီးပြီးကြရင်တော့ကျွန်တော်အပွားကြီးတော့အုပ်ဆရာကြီးကလေးအုပ်မယ်အောက်ကနေလှုပ်ဆရာကြီးကလေးကျွန်တော်တွေအိမ်ကတော့ပြီးစီတော့ဖြစ်တော့အခုတော့မဟုတ်သေးဘူးသူ့ဘောလည်းဒီကခုတော့ကျွန်တော်တို့ဘင်းရံနေပြီးစပြီးတော့စတာပလာနဲ့ကတ်နေပြီအဲ့တော့ဗျာစတာပလာကုံတော့ထည့်ရမှာဘယ်လိုထည့်ရမှာမသိဘူးအဲ့တော်တိုင်ပတ်နေအဲ့မှာနည်းနည်းလေးကြာသွားနည်းနည်းကြာသွားပြီးတော့စတာပလာလေးကတ်လိုက်ရပါပြီဘာကတ်လိုက်ရပါကျွန်တော်မှကတ်တယ်အဲ့ဒါပြီးတော့ထပ်တော့ကတ်ရောက်သေးတယ်ကတ်တူကမလောက်ရဘူးတော့လည်းကျွန်တော်လည်းတေချာလေးကြည့်လိုက်မှဘယ်လောက်တာလဲတစ်ခုလောက်ဆိုတော့လေထားလိုက်ပါတော့ဆိုပြီးတော့ကျွန်တော်တေချာလေးနဲ့အုပ်မယ်အုပ်ပြီးတော့အပွားနေပြီးတော့တေချာလေးခင်းမယ်အောက်ပိုင်းလည်းခင်းတယ်ပြီးရရင်တော့မိုးဒီပါတော့ပြီးတော့ဒီမှာပဲအိပ်ပြီးတော့ဒီမှာပဲစားရမှာပါတယ်ပြီးတော့ကျွန်တော်ဒါလေးကိုဆက်ပြီးတော့စတာပလာထပ်ချုပ်လိုက်အောင်mà mít loại không quả chanh không đi bì quả chanh sang đi đúng mà rồi cho nó ngã đồng bều sao rồi con thấy bữa này trong cái CD của mình bởi vì mà tao bây giờ bởi vì đó tao thì bảo tao đeo nó không bằng đi ngay đi nhau của cameraman của thì của chơi như con ấy của yêu rồi đi nhau của đá rồi tao đâu điều đúng thì nè đi trả đi rồi Tao không sẽ biết lúc khỏi mà đi mà lúcပြောpià cho nó nghe ní gì nhá sao
ကျွန်တော်တို့နိုင်ငံသားမှာဒီလိုပဲစားတယ် တော့စားနေချုံလို့တွေ့ရလားဒါပေမဲ့အဲ့တော့မထည့်တော့ဟိုဘာတွေ့တယ်စကားမှုကိုပဲထည့်လိုက်တော့မယ်အဲ့ဒါဆိုပို့ပြီးတော့ရက်တာရှိပါအဝေးဒီမှာစကားမှုတို့ကျုပ်တို့ဒါတို့မနေလိုက်ပါဘူးအမလို့တယ်တိတ် အဲ့ညာဒီလိုသွားလိုက်ဒီနားမှာနေတာနေတယ် အဲ့အစီအစဉ်အော်မကြည့် ဒီမှာဖတ်ပါတယ် ဟာပါလားဟိုမကြည့်ဘူးကိုယ်ပြော ဟုတ် တယ် ကဲ့ရတယ် ဟောမပြောဘူးရွာလေ ဟိုရရ ရိုက်ခောက် ဟိုကျုပ်ပြေးဝင်ပေါ့ဟိုလေထွက် မောင်ကျော် မိုင်း အဲ့နေရောမနန်လေးကိုဒီမှာကြီးအမအဖက်တီပြတာအဲ့ဒီ အမိုင်းနဲ့ကိုယ်စားကျင်လိုက်တာသူကစားနေတယ်ခေါ်စဘူးကတော့ရကန်နေပြီ။အော်ရနေအောင်ရနေပြီ။အဲ့ဒါဆိုကျွန်တော်တို့တားတို့ကိုပြုတ်မယ်။ပိုးချလာမှန်းလေ။ဝေး ဟုတ်နောက်ကျော်ထားပြီ ခုတော့ကျွန်တော်ခေါ်စပြုတ်ကလည်းပြီးသွားဆိုတော့ဒီတားတို့ကိုကြောက်တော့နေပါလေ။ပြီးစားတဲ့ကျွန်တော်စီရောနည်းနည်းလေးတော့ပူနေတော့ဖိုက်တယ်။အဲ့ကလည်းတော်တော်လေးစားနေပြီ။ အများကြီးရောဗျာနော်ရွှဲနေရပဲဘယ်က အားလုံးပြီးပြီစားဝယ်ကြံတော့ ဘယ်အော်လာဒီရဆိုတော့ဒီပြတိုင်းတိုင်းကင်မရာမန်ဆိုတော့ အားရောက်ဖိုင်လို့ကောင်းကောင်းပဲခဲ့သုံးကန်နေ ဒီရရက်ပါနဲ့ဘိုးကြီးစိတ်ဆိုးအောင် မြန်မာနိုင်ငံဆက်ထားတဲ့မြန်မာအချင်းစားကြည့်လိုက် ခုတော့ကျွန်တော်လောဆင်မပြေဘူးညာကြီးလည်းမိုးချိုးနေဘယ်လိုလဲကျွန်တော်ဆက်လုပ်နေဗီဒီယိုရိုက်ဖို့အတွက်အဲ့ဒါလုံးဝမရဘူးလားဒီဥစ္စာပေါ်နဲ့လည်းတက်လို့မရဘူးပေါ်နဲ့ကလည်းဆိုစနောက်နောက်ရတယ်ဒီလိုခက်တဲ့ကြောင်ရတော့တယ်အဲ့ဒါကိုကျွန်တော်တို့စတာပါနဲ့လုပ်ကြည့်တယ်စတာပါနဲ့လည်းမရဘူးစတာပါနဲ့မရဘူးကျွန်တော်တို့ထပ်ပြီးကြိုးစားပြီးတော့ကျိုးနဲ့လုပ်ကျိုးနဲ့လည်းလုံးဝမရဘူးကျိုးနဲ့လုံးဝမရတော့ကျွန်တော်တို့ကြီးပါမို့ကိုရေးလိုက်တယ်ဝိပါမို့ကလည်းပြောတယ်ဝိရောင်းနေညီလေးရဲ့အဲ့လိုလုံးမရဘူးလေအဲ့ဒါကိုကျွန်တော်တို့လည်းပြောတယ်တိတ်နဲ့ကမှရမယ်အဲ့ဒါကိုကျွန်တော်တို့ကလည်းမလိုက်ကြပါပဲတိတ်ကိုတော့ဝယ်ရတော့မယ်အခုကတော့ညာကြီးမို့ချို့နေတော့တိတ်နေဝင်ရတော့အားလုံးလည်းလက်ရောက်နေကြတယ်ပြီးတော့စားလိုက်မယ်ဆွဲလိုက်မယ်အာတီးတီးပါပါတယ်မိုင်းတန်းတီးဒါလေးကိုစားမယ်တော့ကန်လေးခွဲလိုက်တော့မကြမ်းဒွိတော့ပါတော့ဒွိညလာဒွိအမိုက်တွေကြာချင်းအသားတို့ကြော်နေရတယ်ကဲချယ်လေးမျိုးသားတို့ကြော်လေးချယ်လေးအားရပါဦးစားကြပါဦးကျန်ဒီနေ့ရတော့တယ်နော်တော်ရည်လားမိုးရလည်းရွာရကြီးရလည်းဒီတော့မနေပါဒီပါဦးရကြီးရလည်းမနေပါဘူးမှာအိစာဒီနားလေးပဲဆိုကန်းကောင်းသွားတယ်အဲဒါကိုဒီနားလေးမှာတိတ်ကောင်းဝယ်လာတယ်တိတ်ကောင်းဝယ်လာတယ်တိတ်ကောင်းဝယ်လာနည်းနည်းတော့နေရအထောင်ပဲဆိုတော့တောက်ကြည့်ရတာတော့ကိုเจ้าမထောက်ဝယ်လာတယ်ဘယ်လောက်မှမဖြစ်ဘူးကျန်တော့ဒါလေးနဲ့ကျွန်တော်တို့ဘယ်လိုကိုပြန်ပြီးစောက်မယ်အားလုံးပဲလိုက်ကြည့်အောင်ကိုအမြဲပိုင်းလည်းရောက်နေပြီကျွန်တော်ဖောင်လေးရှိနေပါပြန်ချတော့။ညာညာဘက်ကပစ္စည်းသွားတယ်။ဟိုကစင်တီလိုက်ကိုကျွန်တော်တိတ်ကလည်းဝင်လာ။တိတ်ကတော့ထပ်တော့ဝင်ရမှာထင်တယ်။တော်တော်လေးတော့နေတဲ့အခြေအနေကိုကြည့်အောင်။ပါတော့ပါတော့မချစ်။ပါ။ဒါကိုကျင်းရဲ့ idea ပါ။ဒီနေ့ကမေးတယ်။ဟိုဒီထပ်ဝင်လိုက်ပဲတော့ပြီးရင်ဝင်နေရောဝယ်တော့တာဒီလိုဖြစ်တော့ရမှာ။ဒီတော့ဆောင်းပါကြီး။ဒါလေးကိုတော့တိတ်ငယ်ရောက်ကနေမယ်။
ရတယ်ဗျာလွယ်ဦးတရားမှလွယ်တယ်တော့မရှိဘူးနည်းနည်းကြောင်ဟိုမောင်းကြည့်အောင်တယ်လီမှာဒီနေရာလေးကတုံသွားပြီးတော့လေဒီခိုးတာတော့ပေါ့ဖြစ်ဒီစိတ်ကလေးရတဲ့တော့ကောင်းလေးချင်းနဲ့တော့ဖြစ်နေစူကြီးတော့ခဏဗျာခွာလိုက်တာဒါပြတိတ်နဲ့ကတ်လို့မရဘူးတိတ်ကလည်းပြီးတော့သွားရမှာရအဲ့တော့ပေါ်နေပဲကတ်လိုက်ပေါ်နေကတ်ပြီးတော့ဒီဖက်တာဝါကြီးလို့ဖြစ်နေရှိမြင်ကတ်နေလို့မကတ်ပါဘူးခုတော့ဗျာကျွန်တော်တို့နောက်တစ်နေ့ရောက်လာတယ်တိတ်ကလည်းဗျာလိုပြီးကိုလိုနေတာလုံးဝဟောဖြစ်တော့အဲ့ဒါကိုကျွန်တော်တို့ကိုကျင်းနဲ့ထပ်ပြီးတော့တိတ်ထက်တော့မယ်ဒီခါတော့ဗျာထက်3လေးတက်သားမှုတော့ဝယ်ပါရလုံးဝမနာဘူးဗျာပြန်တော့ဝယ်နေရလှုပ်ရှုပ်တယ်တရားပြီးရတော့မဒီကိုပေါ်နေတော့လုံးဝအဆင်မပြေဘူးတိတ်နေမှရမှာမတိတ်နေတော့ဗျာရတော်တော်လေးကိုခိုင်ခိုင်ငယ်ငယ်လေးရှိအခုကျွန်တော်တို့တိတ်လေးတော့လာမယ်အားလုံးမလိုက်ခဲ့ကြဘူးအခုတော့ကိုရင်းရဆိုင်ပဲထပ်ဝယ်ရမှာဗျာနေ့ဆိုင်တော့ဒီမှာကျွန်တော်တို့တိတ်ကတော့ဝေးပါဗျာကြာလို့1000နံပါတော့9000နံဝယ်လိုက်တော့ဟို1500တော့ဝယ်တော့ဗျာနည်းနည်းဒါတော့1500 9000ဆိုတော့တော်များတယ်အဲ့လိုကျွန်တော်တို့လိုပြီးတော့သွားတယ်ကိုအိမ်မလေးတက်ပြီးတော့ပြန်ပြီးကတ်လာဟိုဒီမှာတော့တိတ်နေနေကတ်ဝဲဆိုတော့ဒီဘော်လေးမှာထားမယ်ဒီဘော်လေးတော့တော့ဘုံမှာထပ်ပြီးကတ်သွားပြီကတ်ပြီးသွားပြီခုတော့ကျွန်တော်တို့အဲ့ဒါတွေပါဒီဘော်မှာဒီတိတ်ရှောက်တက်နေသူကြီးတို့အိုးစားတင်တော့မှာဥစားမင်းဒီခရုကုန်းနဲ့အရာတင်တော့မှာဆိုတော့ဒီညာလေးကိုရင်တော့ရှင်းတာဘယ်လိုရှင်းကဲကျွန်တော်လည်းအိမ်ကြီးဒီလိုတင်ဝင်ဆိုတော့အပွားနေပြီးတော့အမိုးလေးမိုးမယ်ဘူးကတော့ကလည်းကတော့မဟုတ်ဆောင်ပေါ့ခုတော့ကျွန်တော်ရဲ့အရာမကြည့်ပါဦးအရင်လာပါတော့လည်းအေးအေးဖြစ်နေပြီနောက်မှာတော့ဂိုင်းဝါတော့ပိတ်လိုက်တယ်ဒီတိုင်းခေါ်ပြတော့မှဆိုလို့တွေ့သွားမှဆိုလို့ဒါဒီပါကြီးကနေဝါဖြစ်တယ်ဆိုတော့တွေ့မှဆိုလို့အားလုံးကိုဟိုကျွန်တော်ဒီရဲကိုခေါင်းတို့ဆောင်လို့ထည့်မယ်ဟိုခေါင်းတို့ဆောင်ဟာစင်သေးပဲတော့ဟာ လေးတော့ဟုတ်ကဲ့မှာသွားပြီ ဟောကိုတော့လောက်မယ်အဲ့ဒါကခုတော့အချင်းသွားပြီအဲ့မှာပန်းကလေးတို့ဘာတို့ကြည့်ရဆိုပြီးသွားပြီဒီဝယ်ချင်းတော့ comment မှာဝင်ခဲ့လိုက်ဘယ်တော့မှပေးရပါဘူးဒီတလုံးမှသိ1000လောက်ပဲပေးရမှာအများကြီးမပေးရဘူးဒါတော့ကတ်ထူနေမို့လို့တန်တို့မောင်းလဲဆိုဒီတဲ့ဈေးကြီးမှာ share အိမ် get share ဆက်ဆက်တော့ဒီပြေတော့ ကော်ရီရောတိတ်ကြီးရောတုံးနေရတယ် ဟုတ်တယ်ဘောဆောင်ယူဖို့မရဘူးဒီဆောင်လေးတစ်ချက်ပါရ ဟုတ်တယ် မှလည်းကို အဲ့မဲ့သူ့ပါဘော ခုတော့ဗျာကျွန်တော်လှုပ်ထားတဲ့ဥစ္စာတွေနဲ့အခုကိုနားနေရတယ် အော်ပြမနဲ့ခဏလေးတော့ တော်တော်ပြင်ပန်းနေညာခဏလေးအိတ်လာအောင်ပဲအော်သူကြည့်ရနေမနေဘူးတော့ဆိုရတူကြီးခုတော့ကျွန်တော်ထွေးနေလာရင်စောက်သွားပြီခင်းနေပါနဲ့နည်းနည်းမဆောက်သွားပြီဘာလဲအိတ်ချင်နေဗျာအိတ်ရနေဗျာအော်ကျွန်တော်ကြီးပြောတာတခုရှိသေးတယ်ကျွန်တော်ရဲ့အခုဒီဥစ္စာတွေကဗျာအပိုးကျွန်တော်ကနောက်တနေရာတစ်ခုမှအသုံးချအောင်ခုတော့ဗျာကျွန်တော်ဒီဥစ္စာတော့ဆက်ပြီးတော့ဒီဗီဒီယိုတော့လုံးဝဆက်ရိုက်လို့မရတော့ဘူးဗီဒီယိုဆက်ရိုက်ရင်လည်းဗျာအရင်ရှိသွားမယ်ပြည်သက်ကြီးတို့ကြည့်ရင်လည်းဟောပြောအရင်ညီးဝင်ပါဗျာအားကြောင့်မို့ကျွန်တော်တို့ကဒီဥစ္စာတွေကိုပြန်ပြီးတော့နောက်ပတ်ကြရင်သုံးချနေပါတယ်အဲ့ဗီဒီယိုကိုလည်းကျွန်တော်မနေ့ကညရိုက်ပါပါအမီနောက်ပတ်ကြရင်တင်လို့ရအောင်အားကြောင့်မို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုချက်နေတက်နေဆိုရင်တော့ like subscribe လုပ်ပေးကြနော်နောက်ဗီဒီယိုလေးမှာလည်းဒီတက်ကောင်းတဲ့ဗီဒီယိုလေးလာမှာနော်အားလုံးပဲတက်တာကျွန်တော်ဒီဥစ္စာကြီးကိုလက်ကားဖြစ်ပဲနဲ့ share ဖြစ်အောင်လုပ်ပြမှာဖြစ်ပါတယ်နောက်ပတ်တောက်ကြနေကြရင်ဆက်ဆက်ကျွန်တော်ရဲ့ဗီဒီယိုမှာလာကြည့်လိုက်နော်ကျွန်တော်ရဲ့ account မှာလာကြည့်လိုက်နော်နောက်ပြီးတော့ဒီဥစ္စာအခုလိုမျိုးမလုပ်တော့ဟိုကတကယ် share ပါတကယ်ကျွန်တော်ရဲ့ဗီဒီယိုတွေမှာအကောင်းဆုံး quality ကောင်းဆုံးဗီဒီယိုပါအားလုံးပဲ bye bye